လာပါဖူဖူပဲဖြစ်ပါတယ်ဖူဖူကဒီနေ့ပြောစရာလေးရှိပါတယ်ဘာပြောစရာရှိလဲဆိုတော့ဖူဖူကမီးလှန်ဆိုရဲ character နဲ့ဟာတာလေးရိုက်ပါပဲဖြစ်ပါတယ်မိကျဲဆိုရဲ TikTok ပေါ်မှာရိုက်ပြနေတဲ့အကိုကြီးကိုတူယူရတော့မဟုတ်ပြီနဲ့သူ့လိုလေးလိုက်ရိုက်တာလည်းဟုတ်တော့မဟုတ်ပါဘူးနည်းနည်းတော့တူတော့တူမှာပဲလေနော်သူ့လိုတော့အဲ့လိုတော့ရိုင်းတရုတ်တော့မဆောင်ဘူးပေါ့နော်သူ့လိုတွားကြတဲ့လူကြီးဆိုရိုင်းနာရီရှိတယ်မိကကလေးဖူဖူကလေးဆိုတော့ရိုင်းနာရီမလုပ်ပါဘူးနော်မိကဟာဖူဖူဟာတာလေးတွေတည်းအားပေးကြပါနော်အားပေးတဲ့သူကိုချစ်တယ်အမ်ဘေနော်စိတ်ဆိုးမှနော်ဖူဖူအားပေးကြပါနော်ဖူဖူအားပေးကြပါအဲ့ဒါဆိုဖူဖူကခုမှစတင်ရတာမလို့ပါရှင်ဒီဖူဖူမှာဘာမှမရှိဘူးအသေးလည်းမရှိဘူးတနာမကြောက်တနာကြပါအောင်လို့ပြောချင်ပါတယ်အဲ့ဒါဆိုဖူဖူနာမည်ကြီးသွားလို့ရှိရင်ပတ်စံနေရမယ်အစားလို့ရှိရင်ဖူဖူချီရိုမဲဖောက်ပြပါပဲအကြမှာပေါ့နော်အကြမှာပေါ့နော်ကြောက်တယ်နဲ့ဖူဖူအဲ့လို character လေးနဲ့တရုပ်ဆောင်ပါမယ်နော်အကြလို့ရှိရင်အဆုံးထိကြည့်ပါနော်ကြည့်နော်စိတ်ဆိုးမှာစားရနော်ဖူဖူဆုံးထိမကြည့်လဲရပါတယ်ဖူဖူကြိုက်မှကြည့်ပါနော်ဖူတင်းလဲကြည့်ခိုင်းတာလည်းမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်ဖူဖူအဲ့ဒါလာပြောရပါကြည့်လို့ရှိရင် like and subscribe လုပ်ခဲ့ပေးပါရှင်အခုလဲလုပ်နော်အားလုံးအများကြီးချစ်ပါရဲ့အားလုံးချစ်ပါရဲ့ခွဲခြားဆက်ဆက်တာလုံးဝမရှိပါဘူးဖူဖူကိုတွေ့ကြလို့ရှိရင်ဖူဖူတွေ့ကြလို့ရှိရင်တွေ့ကြပါလိပ်စာမပြောပြပါဘူးစုံစမ်းပါကြမယ်နော်ပုံကြမယ်ဒီမွန်လမ်းမှာအဲ့လိုလမ်းလေးပါ bye bye ချစ်ပါရဲ့အားလုံး subscribe လုပ်ခဲ့နော်ခေါင်းလောက်လေးလည်းကြည့်ခဲ့ ping